ဟိုကနေဗလဲကြောက်ကခွက်ဒီမှာမဲ့နေခကြောင်ဒါလေးဝေးနေတယ်ဒီကောင်ခူးလို့ရတယ်ဒီမှာရတော့ဒီကောင်ရတယ်ပိုးတောင်ကိုင်နေမပိုးကိုင်တော့မခူးတော့ဒီမောမဲ့နေဒီကောင်ဒီကောင်မဲ့နေခကြောင်တော့မဲ့နေဒီကောင်ကျုပ်မဲ့နေညနေနဲ့လူတော့လူမှထားတာလုံးနေကြီးပဲကျုပ်လုံးကြီးတယ်ဒီနေ့ကကြောက်ကွက်ခွက်လေးတော့ပါဒီညင်းသေးရောသိနေတယ်ဒီမှာဒီညင်းသေးကျွဲသေးတာမဒီညင်းသေးကျွဲသေးမကြောင်ဒီခူးလေးရိုက်တချို့ဘာလို့6ကုန်မှမသိပိုးကြတယ်ဒီပိုးကြချိုးလိုက်တော့မယ်ဒါနှမျောစရာပွားဟာရောမာဒီအောက်မှာရောကွဲနေပဲပြောဟောပိုးတွေကြကုန်လားဟုတ်ပါကြုံပါဒီနေ့ဘာလို့ပိုးကြမိုးများလို့ထင်တယ်မိုးကြီးတွေပုတ်ကုန်မိုးကြီးပုတ်တယ်ဟိုနှမျောစရာဟိုမှာတော့အများပဲရှိပါသေးတယ်မကြောင်တော်တော်ကိုပုတ်သွားပဲမိုးကြီးဝင်တော့နော်မကြောင်ဟိုမှာတော့ပုတ်ကုန်ပုတ်ပကိုင်းနေဟုတ်ဒီမှာရောကြည့်အောင်နော်မိုးကြောင်တယ်လေကြုံဘာမှကိုတော့မများတော့တော်တော်များများပုတ်ကုန်ပါရောမကြည့်အောင်နှမျောစရာကြီးကြုံနော်ဒီကတော့ကောင်းတယ်ဒီတော့ရင်းနှစ်ကလည်းဒီရောက်မှမပြီးဘူးအပေါ်မှာလည်းပြီးဟောဒီနားလေးတွေကောင်းတော့ကောင်းတော့ကောင်းတယ်ချောကလက်ဒီမှာချောကလက်တွေကျွေးနေချောကလက်ဒီကောက်အောင်ဒီမှာကြည့်အရင်နေရောဒီမှာပိုးစားတယ်ချောကလက်မိုးရွာမှာကျွေးထားနေမှများပဲကြည့်ချောကလက်ဒီလိုအများကြီးပဲကျွေးထားညချစ်တော်မှာတော်လို့မှတက်နေဒီပါခမကြီးပေါ့ဒီပါခမညားတာပဲနော်ရှိတော့ဟိုမှာတော်လို့ဟိုမှာဒီနောက်ကတော့ဖူးပါရေမစားလိုက်ရဘူးဒီပါကြုံများရောဟိုမှာရောအကြည့်ရထက်လာဒီဘက်ရောမှာအများကြီးပဲဒီမှာလေမကြည့်ပြလိုက်ကြီးညာဒီမှာကြည့်ဒီကောင်လုံးကြီးပဲဒီလုံးကြီးမဟုတ်ဒါပေမဲ့တော့6တော့မှကျွေတော့မှတစ်ပတ်တာမရပြီဒါကြတော့သူကဟိုဆောင်းရသည်ယူရီးယားမျိုးဒီကောင်ကြတော့ဒါစိုက်ထားရတော့မကြသေးဘူးဒီမှာမင်္ဂလာဒီကီလိုဒီပင်တော့ရေတပင်နဲ့မနှလုံးကတော့ခူးစားလိုက်ပြီးတော့မရှိတော့အမိတ်ကြံသေးတယ်ဒီပြန်မိန်ချိုးတယ်ဒီမှာပါဒီကောင်အသားထူပြီးတော့နည်းနည်းအစီနဲတယ်တပင်နဲ့ဒီမှာခိုင်ရဟိုဘက်မှာကိုကြာဒီကောင်ကျတော့တင်မင်းအိမ်မှာအပင်သေးသေးလေးကနေမှပွားလာတယ်ဒီတင်မင်းကကြာငယ်တော့ကိုမသိလို့ရှင်နည်းနည်းသီးပင်လို့ထင်တာပါလားမလဲဒီကနေ့မှလည်းထောပတ်သီးပင်ရှိသေးရဲ့ဟိုဘက်ကကျတော့ထောပတ်ရယ်ဒီကောင်တွေကကျတော့ထောပတ်ဟိုဟာတညင်းထောပတ်တညင်းတရက်မင်္ဂလာဒါနဲ့တဖြူပေါ့နဲ့တဖြူကတော့နည်းနည်းလေးပဲစိုက်တာ